ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါရီဒီရက်စကားလေးထဲမှာတော့မီရှယ်ဆိုတဲ့အမျိုးသမီးတဦးဟာအိမ်ထဲကိုဝင်လာပြီးမရင်းတမတဦးရဲ့မရင်းကျင်ရှင်ကိုခံလိုက်ရပါရီအဲ့ဒီရဲ့နောက်မကြာခဏမရင်းကျင်မို့ကြိုးစားတဲ့မရင်းတမနဲ့မီရှယ်ရဲ့ဆက်ဆံရေးတွေကဘယ်လိုမျိုးရှိလာမယ်မီရှယ်ကရောသူ့ရဲ့ဘွားကိုသူဘယ်လိုမျိုးပြန်ပြီးတော့တိဆောက်သွားမလဲဆိုတာကျွန်တော်တို့နဲ့အတူကြည့်လိုက်ရအောင်ပါဇလန်လီရဲ့အစားမှာတော့မီရှယ်တယောက်ဖောက်ဝင်လာတဲ့ဒဇိန်စီကနေအတင်းအကျပ်အလောက်ခံခဲ့ရပါရီသူမကိုလည်းထိုးနှက်သွားခဲ့ပြီးမီရှယ်တယောက်ခဏအကြာမှအင်ကိုပြန်ပြီးတော့တန်ရှင်းလောက်ရပါရီမီရှယ်မှာတားတယောက်ရှိပြီးသူ့ရဲ့နာမည်ကတော့ဗင်ဆင်ပါသူမသားနဲ့ဆက်ဆံရေးကကောင်းပြီမင်းသူမရဲ့ရွှေမနေတော့တိတ်ပြီးတော့မသေးပါဘူးအခုလေဗင်ဆင်ကသူတို့လင်မယားနှစ်ယောက်အင်းအစ်စ်ငားကြဖို့ငွေလိုတာကြောင့်သူ့ရဲ့အမေကိုလာပြီးတော့အကူအညီတောင်းတာပါမီရှယ်လေရွှေမကိုတော့တဘောမကြပေမဲ့သူမရဲ့သားကြောင့်အကူအညီပေးမယ်လို့ကြေပေးလိုက်ပြီးသူမရဲ့အိမ်ကိုဒဇိန်တယောက်လာပြီးတော့ဖောက်သွားတဲ့အကြောင်းတားဖြစ်သူကိုမပြောပြလိုက်ပါဘူးအဲ့ဒီညမှာပဲမီရှယ်တယောက်ယောက်ကထပ်ပြီးတော့ဖောက်ဝင်လာမှာကိုကြောက်တာကြောင့်တူတလက်ကိုစောင်းထားပြီးအိမ်ရောက်ဝင်လိုက်ပါတယ်မီရှယ်ကသူမယောက်ျားနဲ့ကွဲနေခဲ့ပြီးသူမဘွားကိုသူမတယောက်တည်းရက်တည်နေတဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်သူမရဲ့အခင်ဆုံးတငယ်ချင်းမီဒီယာဆန်နဲ့အတူဂိမ်းကုမ္ပဏီတစ်ခုကိုဦးဆောင်နေခဲ့ပြီးအဲ့ဒီဂိမ်းရဲ့အကြမ်းဖက်ခံနေရတဲ့အခန်းတွေအတွက်သူတို့တွေပြန်လည်ပြီးတော့ပြင်ဆင်နေကြပါတယ်ကဲဆိုရဲ့အဖွဲ့ဝင်တယောက်ကတော့မီရှယ်ရဲ့အကြံပြုချက်တွေကိုညှင်းဆန်ခဲ့ပြီးမီရှယ်ကိုတိတ်ပြီးတော့တဘောမကျတဲ့သူတယောက်ဖြစ်ပါတယ်မီရှယ်တယောက်အလုပ်ဆင်းပြီးရနေစီးရုံကိုဆေးစစ်ဖို့သွားတဲ့အပြင်စားတောက်ဆိုင်တစ်ခုမှဝင်ပြီးတော့ထိုင်စားခဲ့ပေမယ့်အဲ့ထဲကအတော်ကြီးတယောက်ကသူမအပေါ်ကိုစားကျွန်းတွေတွန်းလိုက်ပြီးဆေးဆိုတွားခဲ့ပါရီအကြောင်းကတော့မီရှယ်နဲ့သူမရဲ့အဖေကလွန်ခဲ့တဲ့နှစ်တွေတုန်းကလူသတ်မှုတစ်ခုမှပါဝင်ခဲ့ကြလို့ဖြစ်ပါရီအဲ့ဒီရဲ့လူသတ်မှုကတော့အတော်လေးကိုဆိုးရွားခဲ့တာကြောင့်ပြည်သူလူထုတချို့ကမကြည်မနဲ့ဖြစ်နေကြတော့မှမီရှယ်ရဲ့အဖေကတော့ထောင်ချခဲ့ပြီးအခုထိထွက်မလာရသေးပါဘူးမီရှယ်ရဲ့အမေကတော့ရီစာအတစ်နဲ့တွေးနေပြီဖြစ်ပြီးအဲ့ဒီရဲ့ကောင်လေးကိုလေလက်ထက်ရှင်နေပြီဖြစ်တဲ့အကြောင်းပြောလာပါတယ်မီရှယ်ကတော့လက်မခံပြီးမင်းသူမအမေကတော့ဆုံးဖြတ်ပြီးသွားပြီဖြစ်ပါတယ်နောက်တစ်ရက်မှာတော့သူမရဲ့ခင်ပွန်းဟောင်းရီရှန်နဲ့အတူမီဒီယာဆန်တို့လင်မယားနှစ်ယောက်နဲ့ညစာအတူစားဖို့ရောက်လာခဲ့ပါတယ်မီရှယ်လေလူဆောင်တော့မှသူမအိမ်အဖောက်ခံရတဲ့အကြောင်းနဲ့သူမကိုအဓမ္မကျင့်သွားတဲ့အကြောင်းပြောပြလိုက်ပြီးမီဒီယာဆန်တို့အားလုံးကလည်းအံ့ဩသွားခဲ့ကြပါတယ်သူတို့ကတော့ရဲကိုတိုင်စေရှင်းကြပြီးမီရှယ်ကတော့ရဲရီနဲ့မပတ်သက်ရှင်တာကြောင့်မတိုင်ရှင်းပါဘူးသူတို့စားတော့ပြီးလို့ထွက်လာကြတဲ့အချိန်မှာရီရှက်တယောက်မီရှယ်ကိုရဲတိုင်မှုအတွက်ပြောလာခဲ့ပါတယ်ရီရှက်ကတော့ရဲကိုတိုင်မဲ့အစားပစိန်တက်လက်နဲ့ငရုတ်ကောင်ဖြန်းစီဖို့တာသွားပြီးတော့ဝယ်လိုက်ပါတယ်ကျမသားရဲ့အေးအစ်စ်ကိုလည်းသွားကြည့်ပေးခဲ့ပြီးရွှေမဖြစ်သူဂျိုစီကတော့မီရှယ်ရဲ့အရှိမတင်သူမရဲ့သားကိုနမ်းပြနေခဲ့ပါရီဒါအပြင်ဗင်ဆင်ရဲ့အပေါ်ကိုလည်းအရန်ကိုအနိုင်ယူတတ်ပါရီအင်းရဲ့အခန်းပုံအကြောင်းဆွေးနွေးကြရကနေမီရှယ်နဲ့ဂျိုစီတို့စကားများကြပြီးဂျိုစီကတော့စိတ်ကုန်တယ်လို့ပြောပြီးတော့ထွက်သွားလိုက်ပါရီနောက်တနေ့မီရှယ်ရဲ့အလုပ်ကိုမီဒီယာဆန်ရဲ့ယောက်ျားရောဘတ်ကရောက်လာပြီးသူတို့နှစ်ယောက်ကအချင်းချင်းဖောက်ပြန်နေခဲ့ကြတာကြားပါပြီရောဘတ်လေလှုပ်ရှင်ဟာလောက်ရလို့ပြန်သွားပြီးအဲ့ဒီရဲ့ညမှာမီရှယ်တယောက်တည်းအလုပ်တွေကိုလုပ်နေရင်သူမရဲ့ဖုန်းကိုအမည်မသိစာတစ်စောင်ကဝင်လာတာကိုတွေ့လိုက်ရပါတယ်စာထဲမှာတော့သူမကိုညဉ့်ညံတဲ့အတုံးတုံးတွေနဲ့ဒီနေ့ဝတ်ထားတဲ့အင်ဂျီကလှကြောင်းကိုပြောနေပါတယ်မီရှယ်လေအဲ့ဒီရဲ့လူကသူမကိုအဓမ္မကျင့်ခဲ့တဲ့သူမှန်တီးသွားပြီးသူမယုံကလူတစ်ယောက်ပဲဖြစ်ရမယ်လို့ထင်လိုက်မိရကြောင်းယုံထဲကိုရှောက်ပြီးတော့စစ်ကြည့်လိုက်တဲ့အခါမှာအလုံးလုံးနေတဲ့ရဲ့ကက်ကိုတွေ့လိုက်ရပါတယ်။ဒါလုံးနဲ့မီရှယ်ကလည်းစိတ်ထဲမှာမတိမကဖြစ်သွားခဲ့ပြီးအင်ကိုသာပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့လမ်းထဲမှာတော့မယန်နီရဲ့ကားစီကိုတွေ့လိုက်ရတာကြောင့်မီရှယ်တယောက်သတိရှက်လိုက်ရပါပြီ။ကားသူမရဲ့အိမ်နဲ့မလန်မကန်းမှရှိနေပြီးတညာလုံးပြန်မဲ့ပုံမပေါ်တာကြောင့်ဝယ်ထားတဲ့ပစိန်နဲ့ကားမန်ကိုတွားပြီးတော့ခွဲလိုက်ပြီးငရုတ်ကောင်းစီးနဲ့ပြန်လိုက်ပါတယ်။ဖြစ်ရှင်တော့ကားဘောက်ကလူကသူမရဲ့ခင်ပွန်းဟောင်းရီရှက်ဖြစ်နေပြီးရီရှက်ကတော့မီရှယ်ကိုစိတ်မချတာကြောင့်လာပြီးတော့ဆောင်ပေးနေရဖြစ်ပါတယ်။မီရှယ်လေရီရှက်ကိုစီးပြန်လိမ်ပေးလိုက်ပြီးစိတ်မပူဖို့အတွက်ပြောလိုက်ပါတယ်။သူမတို့နှစ်ယောက်ကွဲပြီးရဲ့နောက်မှာတကယ်ရှင်းတွေလိုဆက်ပြီးတော့နေပြေခဲ့ကြပြီးအတီးတီးလေးရှစ်သူတွေထားခဲ့ကြပါတယ်။ဒီတစ်ခါမှာတော့ရီရှက်ကသူ့ဘဝရဲ့နောက်ထပ်လက်တွဲပေါ်တယောက်ကိုတွေ့နေပြီလို့ပြောလာခဲ့ပြီးသူမကတော့ကလေး၃ယောက်နဲ့ယောဂသင်တန်းဆီယာမဖြစ်ကြောင်းပြောပြလာပါတယ်။နောက်တနေ့မှာတော့မီရှယ်ရဲ့အလုံးမှာပြဿနာဖြစ်ခဲ့ပြီးအကြောင်းကတော့ဂိမ်းကအနိုင်ကျင့်ခံနေရတဲ့သူရဲ့နေရာမှာသူမမျက်နှာကိုထည့်ထားလို့ပါမီရှယ်ကတာကိုစိတ်တူသွားပြီမင်းဒီရဲ့ကိစ္စကိုဘယ်သူလုပ်လဲမသိရကြောင်းဝုံတိုင်းတော့မကြဲခဲ့ပါဘူးမီရှယ်ရဲ့ဘွားကအရာရာအစမပြေဖြစ်နေခဲ့ပြီမင်းနည်းနည်းလေးမှစိတ်သက်ကျသွားတာမျိုးမရှိပါဘူး
သူမယောက်ျားရဲ့ဇနီးအစ်ယောဂဆရာမကိုတွားပြီးတော့တွေ့ခဲ့ပြီးအကဲခတ်ခဲ့သေးရဲ့အပြင်ခရစ်စမတ်မှာအင်လာပြီးတော့ညစာစားဖို့တောင်ဖိတ်လိုက်ပါတယ်ခရစ်စမတ်မရောက်ခင်ရက်အနေငယ်အလုံးမှာတော့သူမရဲ့ရွှေမကအချိန်မတိုင်သေးပဲကလေးကိုမွေးခဲ့ပါတယ်စီယုံကိုအပြေအလွှာသွားခဲ့ပြီးဗင်ဆင်နဲ့သူ့ရဲ့တငယ်ချင်းကိုတွေ့လိုက်ရပါတယ်ဂျိုစီတယောက်ကလေးမွေးပြီးကလေးကိုတွားကြည့်ရဲ့အချိန်မှာတော့မွေးလာတဲ့ကလေးကကပ်ပလီလေးဖြစ်နေအောင်တွေ့လိုက်ရပြီးသူမသားရဲ့ကလေးတော့ဟောက်မနေခဲ့ပါဘူးဒီရဲ့အခါမီရှယ်လေသူမရဲ့သားနွားဖြစ်သွားပြီဆိုတာကိုတီးလိုက်ရပြီးစီယုံကနေထွက်သွားလိုက်ပါတယ်ဒီလိုနဲ့စင်ရင်ရင်နဲ့အိမ်ကိုပြန်လာတဲ့အချိန်မှာတော့သူမအိမ်ကိုတယောက်ယောက်ကဝင်ပြီးတော့ဖောက်မလို့လုံနေရကြောင်းအင်းနီနာချင်းလင်မယားနှစ်ယောက်ကတွေ့ခဲ့ပြီးရဲတိုင်ပေးထားကြပါတယ်မီရှယ်လေသူမကိုအာရမလောက်ခဲ့တဲ့သူကပြန်ပြီးတော့လာချောင်းနေမှန်းသိလိုက်ရပါတယ်နောက်တနေ့အလုပ်ကိုရောက်တဲ့အချိန်မှာတော့မီရှယ်တယောက်သူမယုံကြည်ရတဲ့ကယ်ဗင်ကိုခေါ်ပြီးတနက်ပြည့်လေ့ကျင့်မှုအတွက်သွားခဲ့ပါတယ်ကယ်ဗင်ကိုယုံနာမလို့သူမကိုကိုပြီးသူမယုံကသူရဲ့ကွန်ပျူတာတွေကိုဝင်ပြီးတော့ဟက်ကြည့်ခိုင်းပါတယ်ဒါမှတော့သူမရဲ့မျက်နှာကိုဂိမ်းထဲကိုဘယ်သူကထည့်ပြီးတော့အချက်ခွဲထားလဲဆိုတာကိုသိရမှာမလို့ပါခရစ်စမတ်ကိုရောက်လာတဲ့အချိန်မှာတော့အင်နီနာချင်းပက်ထရစ်တို့လင်မယားနှစ်ယောက်နဲ့သူမတငယ်ချင်းတို့ကိုခေါ်ထားတဲ့အပြင်သားရီရွှေမာရီနဲ့ရီရှက်တို့အသွဲပါရောက်လာပါတယ်အားလုံးကလည်းအတူတူညသာစားနေရဲ့အချိန်မီရှယ်တယောက်သူမချိတ်ချိုက်နေရကြာပြီဖြစ်တဲ့ပက်ထရစ်ကိုသူမရှရာတွေနဲ့ဇပွဲအောက်ကနေပွတ်တက်နေပါတယ်အဲ့ဒီရဲ့အချိန်မီရှယ်ရဲ့အမေကသူမနိုင်တောင်ပြူရမယ်လို့အားလုံးရဲ့အရှိမကြီးညာလာခဲ့ပြီးမီရှယ်ကလည်းစိတ်ညစ်သွားခဲ့ပါတယ်စားတော့ပွဲပြီးလို့အားလုံးပြန်သွားကြတဲ့အချိန်မှာတော့သူမတို့မိသားစုတွေပဲကြံခဲ့ကြပြီးအဲ့ဒီရဲ့အချိန်မီရှယ်ရဲ့အမေကယောဂထားဖောက်လာတာကြောင့်စီးရုံကိုအပြေးလေးတွားကြရပါတယ်စီးရုံကိုတွားတဲ့လမ်းမှာတော့သူမရဲ့အမေကနောက်ဆုံးအနေနဲ့ထောင်ထဲကနှင်းရဲ့အဖေကိုတွားပြီးတော့တွေးလိုက်ပါလို့ပြောလာခဲ့ပါတယ်မီရှယ်ကတော့ဂရီမပေးလိုက်ပါဘူးမီရှယ်ရဲ့အမေကအုံနောက်လှောက်ဆောင်ချက်တွေနှေးကွေးကုန်ပြီမလို့ဘယ်တော့မှပြန်ပြီးတော့ထားမလာနိုင်တော့ဘူးလို့ဆရာဝန်ကပြောလာပြီးမီရှယ်ကလည်းသူမရဲ့အမေကိုစီးရုံနာတင်ထားလိုက်ရပါတယ်နောက်နေ့မနေ့စီးရုံတွားဆောင်ပြီးရဲ့အချိန်မှာတော့သူမရဲ့အမေဘေးနားမှာမီရှယ်တယောက်မကျေနပ်ချက်တွေအားလုံးကိုရင်ဖွင့်ခဲ့ပါတယ်ပြည့်ရှင်တော့သူမရင်ဖွင့်နေတော့မှပဲသူမရဲ့အမေကဆုံးပါသွားပါပြီဒီလိုနဲ့အယူပြကိုကျဲဖို့အတွက်သူမတို့အားလုံးတနေရာကိုထွက်လာခဲ့ကြပြီမယ်ဗင်ဆင်နဲ့ဂျိုစီတို့ကတော့ပြဿနာထားဖြစ်နေကြပြီးဂျိုစီတယောက်ထွက်သွားခဲ့ပါပြီမီရှယ်ကလည်းအဲ့ဒီရဲ့ကလေးကနှင်းရဲ့ကလေးမဟုတ်ဘူးလို့ဗင်ဆင်ကိုတွားပြီးတော့ပြောလိုက်ပြီမယ်ဗင်ဆင်ကတော့ကလေးကိုရောသူ့ရဲ့မိမကိုပါအရန်ကိုရှစ်တာမလို့သူ့ရဲ့အမေကိုဒါဆဲပြီးတော့ထွက်သွားလိုက်ပါပြီနောက်တနေ့အလုံးမှာတော့ကယ်ဗင်တယောက်သူ့ရဲ့ရုံးကလူတွေအကုန်လုံးကမီရှယ်ကိုအဆက်ခွဲခဲ့တဲ့သူတွေမဟုတ်ဘူးလို့ပြောလာပါပြီမီရှယ်ကလည်းသူမရဲ့ပုံကိုဂိမ်းထဲကိုထည့်ထားတဲ့သူကိုတီးရှင်နေရမလို့ကယ်ဗင်ကိုလည်းမြေုံတင်ကဖြစ်လာရပြီးကယ်ဗင်ရဲ့ကွန်ပျူတာထဲကိုဝင်ပြီးတော့စစ်ကြည့်လိုက်တဲ့အချိန်မှာသူမကိုအဆက်ခွဲခဲ့တဲ့သူကကယ်ဗင်မှန်တီးလိုက်ရပါပြီကယ်ဗင်ကလည်းလူမိသွားပြီမလို့တောင်းပန်လာခဲ့ပြီးဒီရဲ့ကိစ္စကသူလုပ်ခဲ့တာဆိုပေမဲ့အားလုံးကိုဖွင့်ပြလိုက်တာကတော့အလုပ်တွေကတခြားသူတွေပါလို့ပြောလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မီရှယ်တယောက်ကယ်ဗင်ရဲ့ညီလေးကိုထုတ်ပြခိုင်းခဲ့ပြီးသူမကကြည့်ပြီးရဲ့နောက်မှာတော့ခွင့်လွှတ်ပေးခဲ့ပါတယ်အဲ့ဒီနေ့ညမှာပဲသူမရဲ့အိမ်ကိုအာရမချင်းနဲ့သူကထပ်ပြီးတော့ဝင်လာခဲ့ပြီးဒီရဲ့အခါမှာတော့မီရှယ်တယောက်အဲ့ဒီရဲ့လူကသူမကြိတ်ပြီးတော့ကြိုက်နေရတဲ့ဘေးငါပက်ထရစ်မန်တီလိုက်ရပါပြီပက်ထရစ်တယောက်ထားပြီးတော့ပြန်သွားခဲ့ပြီးမီရှယ်ကတော့ပြဿနာကိုကြီးအောင်မလုပ်ရှင်တာကြောင့်ပက်ထရစ်ကိုရဲမတိုင်ခဲ့ပါဘူးသူမမေပြောတဲ့အတိုင်းသူမရဲ့အဖေကိုထောင်ဝင်စာသွားပြီးတော့တွေ့ခဲ့ပြီးမြင်သူမရဲ့အဖေကအဲ့ဒီရဲ့မနက်မှာပဲကိုဘကိုအဆုံးသတ်သွားခဲ့ကြောင်းတီလိုက်ရပါတယ်မီရှယ်အပြန်လမ်းမှာတော့ကာမောက်ခဲ့ရပြီးသူမဆက်တွေလို့ရတဲ့သူကလေပက်ထရစ်တယောက်တည်းရှိနေရမလို့ပက်ထရစ်ကလာပြီးတော့ဆွဲထုတ်ပေးသွားခဲ့ပါတယ်ပက်ထရစ်ကအဲ့ဒါလို့အာဒမသိမ့်ပိုက်ရတာကိုအာတီတာသွင်းနေတဲ့သူတယောက်ဖြစ်ပြီးမီရှယ်လည်းတခြားသူတွေကိုလှုပ်ဖို့သေးလားလို့မေးပေမယ့်ပက်ထရစ်ကမဖြေခဲ့ပါဘူးသူမအမေရဲ့ရီစားကောင်လေးကနောက်စရာတွေရှိနေရဲ့အပြင်သူမအမေရဲ့အင်္ဂါနေမစင်ပြရကြောင့်မီရှယ်တယောက်အင်ကိုရောက်မှသာဆုံးဖြတ်လိုက်ပါတယ်မယ်ဒီဆန်ရဲ့ယောက်ျားရောဘတ်နဲ့နောက်ဆုံးအချိန်အဖြစ်ဟိုတယ်မှာဇလန်ဖြတ်ခဲ့ကြပြီးနောက်ဆိုရင်တငယ်ချင်းတို့ပဲနေကြရအောင်လို့မီရှယ်ကပြောလိုက်ပါတယ်သူမရဲ့သားကလေဂျိုစီနဲ့အဆင်မပြေလို့သူမရဲ့အင်ကိုကလေးပါခေါ်ပြီးတော့ရောက်ချလာပါတယ်ဂျိုစီကတော့သူမကလေးကိုပြန်ပြီးတော့လာခေါ်ခဲ့ပြီးဗင်ဆင်နဲ့လမ်းခွဲဖို့အထိဖြစ်ခဲ့ကြပါတယ်ဖြစ်တဲ့နာတွေတစ်ခုပြီးတစ်ခုမယိုရပေမယ့်နောက်ဆုံးမှာတော့သူမတို့ရဲ့ဂိမ်းကဖြစ်ဖြစ်မြောက်မြောက်ပြီးဆုံးသွားခဲ့ပြီမလို့အားလုံးကလည်းပျော်နေကြပါတယ်အောင်ပွဲခံနေကြတဲ့ညမှာတော့အားလုံးကပျော်ရွှင်နေကြပြီးမီရှယ်ကလည်းသူကရောဘတ်နဲ့ဖောက်ပြန်ခဲ့တဲ့အကြောင်းကိုမီဒီယာဆန်ကိုဝန်ခံလိုက်ပါတယ်သူမရဲ့ခင်မဟောရီရှက်ကတော့ယောဂဆီယာမာလီနဲ့အဆင်မပြေလို့လမ်းခွဲသွားခဲ့ပြီးမီရှယ်ကလည်းရီရှက်ကိုနှစ်သိမ့်ပေးခဲ့ပါတယ်ကတ်စနယ်လည်းလုံးပေါ်ကိုင်ဖက်အရှင်းရှင်းအဆင်ပြေသွားကြပြီးပက်ထရစ်နဲ့အင်ကိုပြန်လာတဲ့အချိန်မှာတော့
သူမဒီရဲ့ကိစ္စတွေကိုစိတ်ကုန်နေပြီမလို့ပက်ထရစ်ကိုရဲတိုင်လိုက်မယ်လို့ပြောခဲ့ပြီးအမှန်မရှိတဲ့ပက်ထရစ်ကလည်းမီရှယ်ရဲ့အိမ်ကိုဝင်လာပြီးထပ်ပြီးတော့အနိုင်ကျင့်ဖို့ပြန်လာပြန်ပါတယ်ဒီရက်တစ်ခါမှာတော့ဗင်ဆင်ကရောက်လာပြီးဝင်ပြီးတော့ကယ်ပေးခဲ့တယ်လို့ပက်ထရစ်ကိုမတော်တဆတက်မိလိုက်ပါတယ်ပက်ထရစ်ကကျူးကျော်တဲ့သူဖြစ်တာမလို့ဗင်ဆင်ကထောင်မကျသွားပြီးပက်ထရစ်ရဲ့အလောင်းကိုသာယူသွားကြပါတယ်ဂျယ်ရီကလည်းမီရှယ်ကိုစစ်စစ်ပေါက်ပေါက်မေးမြန်းခဲ့ကြပေမယ့်မီရှယ်တို့ကမျက်နှာသူတွေဖြစ်တာမလို့ဒီရဲ့ကိစ္စကလည်းပက်ထရစ်တိတ်ဆုံးရှင်းတဲ့အတူပြီးဆုံးသွားခဲ့ပါတယ်ပက်ထရစ်ရဲ့မိန်းမအိမ်ပြောင်းသွားပြီးဗင်ဆင်နဲ့သူ့ရဲ့မိန်းမဂျိုစီတို့ကလည်းပြန်ပြီးတော့အဆင်ပြေသွားကြပါပြီမီရှယ်လည်းသူမရဲ့မိဘတွေကိုတွားပြီးတော့တွေ့ခဲ့ပြီးမီတယ်ဆန်ကလည်းမီရှယ်ကိုခွင့်လွှတ်ခဲ့ပြီးရောဘတ်နဲ့လည်းလမ်းခွဲခဲ့ပါတယ်ဒီလိုနဲ့သူမတို့နှစ်ယောက်လည်းအခင်မင်မပြတ်နေသွားကြပြီးဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်ဒီရဲ့ဇလန်ကဖောက်လွဲဖောက်ပြန်လောက်တဲ့လူတစ်ပေါ်အကြောင်းကိုဖော်ပြထားတာဖြစ်ပြီးမီရှယ်ကတော့လက်မန်းကိုပြန်ပြီးတော့ရှောက်နိုင်သွားခဲ့တာပဲဖြစ်ပါတယ်